ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပွဲနှင်းတပင်မှာဆင်စီးပြီးပွဲယူခဲ့တဲ့မောင်မင်းတိုက်ကျော်ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရဲ့ပွဲနှင်းတပင်ရဲ့ခန်းနာမှာတင်ချာအထူးပြု BSc Maths နဲ့ပွဲယူခဲ့တဲ့မောင်မင်းတိုက်ကျော်ရဲ့ပုံရိပ်တွေဟာလူမှုကွန်ရက်မှာအတော်လေး viral ဖြစ်သွားခဲ့ပါတယ်။မြန်မာပြည်မှာပထမဆုံးချိန်ဖြစ်ဆင်ကိုခန်းခန်းနာနာစီးပြီးတော့ပွဲလာယူခဲ့တာဖြစ်တယ်လို့ drone နေနဲ့ပါရိုက်ကူးထားတာကြောင့်ဘလို့တောင်ချေမိုးပြီးလာယူတာလဲဆိုပြီးတော့ပရိသတ်တွေကအံ့ဩနေကြပါတယ်။မိဘတွေရဲ့သားသမီးအပေါ်ထားရှိတဲ့ပံ့ပိုးမှုနဲ့အလိုလိုက်မှုကိုအတိုင်းသားမြင်တွေ့ရတာကြောင့်အချို့ကအားကျနေကြတယ်လို့အချို့ကလည်းဒါဟာအနှင်းငယ်အပူဆန်လွန်းတယ်လို့ရှုမြင်နေကြပါတယ်။အဝေးတင်နဲ့ပွဲယူခဲ့ရတဲ့ចောင်းသားအချို့ကတော့အခုလိုစင်စီးပြီးပွဲယူတာကိုကြည့်ပြီးတော့တိမ်ငယ်တယ်လို့ခံစားရတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့အများစုကတော့တတ်နိုင်လို့လုပ်တာဖြစ်တယ်လို့မိဘတွေရဲ့မြတ်တာကိုဖော်ပြတာဖြစ်လို့ချီးကျူးဂုဏ်ပြုပေးနေကြပါတယ်။မြန်မာယဉ်ကျေးမှုအရာအလူပွဲတွေမှာသာစင်စီးတာကိုတွေ့ရလိမ့်ရှိပေမယ့်အခုလိုပွဲနှင်းသပင်မှာစင်စီးလာတဲ့မြင်ကွင်းကတော့ထူးထူးခြားခြားနဲ့လူပြောအများဆုံးသတင်းတစ်ခုဖြစ်ခဲ့ပါတယ်ရှင်။